ဦးမင်းအွန်လိုင်းခန့်ထားတော့ပြန်ကြားရေးဝင်ကြီးတနာလည်းတနာပါလေသူကြည့်ရတော့အရေးချင်းရှိတဲ့ပုံစံပါပဲအရေးချင်းရှိမယ်လေဒါသူပညာရေးချင်းဟောစကားပြောဆိုကြည့်ရအစင်တန်းတစ်ခုမှရှိပါတယ်နော်တော့ပါတော့လည်းပဲမြစ်ဆုံကိစ္စနဲ့ပြောတဲ့ခါမှာတော့ကျွန်တော်နည်းနည်းလေးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel ကနေကြည့်ဆိုပါတယ်ကျွန်တော်တို့ channel ဆိုရင်နေ့စဉ်နဲ့ဥဒ္ဒနာရေးနဲ့ပတ်သက်တဲ့တရင်တူတရင်ကောင်းတွေကိုပေးဆက်ပေးနေတာမို့ကျွန်တော်တို့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် lobby ဆန်တော့သွားတွေ့ရတယ်အားကောင်းတော့ဆူရပဲပေါ့ကားလေးကြောက်ရပြီလားကားလန်းနေနေတိတ်ဆိတ်နေကျွန်တော်ဒီမှာကိုချန်ကိုဝင်းလေးနဲ့လာနေတာကားဆူတော့မယ်အဲ့တော့ဆိုလိုချင်တာဗိုလ်ချုပ်ဇော်မင်းထွန်းနေရာမှာခန့်လိုက်တဲ့ပြန်ကြားရေးဝင်ကြီးရဲ့သူ့ရဲ့ပုံစံလေးတွေစသဖြင့်ပေါ့လေ့လာကြည့်တာတော့မျိုးသမီးရဲ့လူတော်တယောက်ပါပဲအဲ့မဲ့အခုမြစ်ဆုံကိစ္စပြောတဲ့ခါမှာတော့ lobby ဆန်တော့သွားတွေ့ရတယ်နော် lobby ဆန်နဲ့တရေမှန်ပြန်ကြားရေးဆိုတာဆိုလို့ရှိရင် lobby ဖြစ်နေနော် lobby ဖြစ်နေတော်ဆိုပါလားနော်အဲ့တော့မြစ်ဆုံကိစ္စရိုးရှင်းနေတာဗျာနော်မြစ်ဆုံကြီးပြီးသွားရင်မြန်မာပြည်မီးလင်းပြီမြစ်ဆုံကြီးတစ်ခုလုံးပြီးသွားတာမှမြန်မာပြည်တတိုင်းမြစ်ဆုံကလျှက်စစ်တပ်အားအကုန်လုံးရတာမှမြန်မာပြည်မှာမီးလင်းမလွယ်ဘူးတပြည်လုံးမီးလင်းမလွယ်ဘူးပေါ့မကဝတ်6000အခုကိုရမှာ10ရာခိုင်နှုန်းမှရမှာကျန်တာအကုန်လုံးယူနန်ပြည်နယ်ကိုပေးရမှာအကုန်လုံးယူမယ်ဆိုတော့ကိုကဝယ်ရမှာနော်ဝယ်ရမှာလေအဲ့တော့မြစ်ဆုံကရတဲ့မဂါဝတ်6ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်600လောက်နေရဘယ်လိုလုပ်ပြီးသွားပြီးမြန်မာပြည်မီးလင်းမတော့အဲ့ဒါလည်းနံပါတ်1ချက်ပေါ့ဗျာနော်ဒါစီးပွားရေးအတွက်နဲ့ပဲတွက်ကြည့်ပါပြီးတော့မြစ်ဆုံကလည်းဒီစီမံကိန်းကြီးဟာစောက်ကမှအကြာကြီးစောက်အောင်ပါပြီးတော့စောက်နေတဲ့အချိန်လေးမှာလည်းမြစ်ဆုံတွေကရတဲ့သဘောဝတင်ရန်ဇာတာတွေအကုန်လုံးဟာတရုတ်ကအကုန်လုံးကားနဲ့တည်မှာငါတို့ရမှာမြစ်ဆုံ2အဲ့နေရာမှာတကယ်မြေရှားတတ်ထုကနေစပြီးတော့နော်ကျန်တဲ့ရနိုင်တဲ့ရွှေတွေနော်သဘောဘယ်ခေါ်မလဲဆိုသဘောတင်ရန်ဇာတာတွေအများကြီးရအောင်စင်ကာပူနိုင်ငံတနိုင်ငံဇာလောက်တူးအောင်ဆိုတဲ့ခါကျတော့ခင်ဗျာမြစ်ဆုံကတာမန်ထက်တော့ပိုနေပြီနော်ခင်ဗျာတို့မြစ်ဆုံကတာမန်ထက်တော့ပိုနေကျွန်တော်အဲ့လောက်ထိကျွန်တော်မြန်မာပြည်သားအဲ့လောက်ထိမတုံးတော့ပါဘူးဗျာနော်ခေါင်းဆောင်ကပဲတုံးလုံးနေတာလားကျုပ်တို့မြန်မာပြည်သားတွေကပဲတုံးလုံးနေတာလားမသိဘူးခေါင်းဆောင်တုံးလုံးနေတာလားအဲ့ဒီမြစ်ဆုံစတူးတဲ့ကဟိုတစ်ဖက်ကတင်ရန်ဇာတာကအများကြီးပါသွားပြီတစ်ကနေစပြီးတော့သဘောတင်ရန်ဇာတာတွင်းထွက်တွေအကုန်ပါပြီးသားအဲ့ဒီမြစ်ဆုံကရမယ့်ဟာလေသူတို့ကဘဲသားဘဲကြည့်အောင်ဖြစ်သွားပြီဗျာအဲ့မှာလဲပါသွားပြန်ပြီပြီးတော့ရမှာလည်းကိုက10ရာခိုင်နှုန်းမြစ်ဆုံကပြောရမယ်ဆိုလို့ရှိရင်တော့ဦးမင်းအွန်လိုင်းနွားကြခံတာပါတကယ်ကျွန်တော်ကိုခြူတက်ပေးပါဟလားခြူတက်မယ်ကျွန်တော်ဂျိုတက်ပေးပါနော်ကျွန်တော်မှဘိုးတဖို့ပဲရှိပါတယ်နော်ကျွန်တော်ကလဘာကြပါငတုံးပါလို့သွားဝင်ခံတာနဲ့အတူတူပဲဗျာနော်တင်ရဇာတာပါသွားပြီဗျာချုပ်ထားစာချုပ်ကလည်း90နဲ့90ရာခိုင်နှုန်းတို့ပေးကို100ရာခိုင်နှုန်းမရမယ်90ရာခိုင်နှုန်းပြန်ရအောင်ကျွန်တော်နိုင်ငံတနိုင်ငံလုံးမီးမလင်းဘူးစီးပွားရေးအတွက်ဘယ်လိုများတွက်လိုက်တာလဲဗျာနော်မီးလင်းမို့လားမီးလင်းမို့ဆိုရင် IT ထက်ပို့ပြီးတော့ကောင်းတဲ့နေရာတွေရှိတယ်မြန်မာနိုင်ငံမီးလင်းမို့မြန်မာနိုင်ငံမီးလင်းမို့ကောင်းတဲ့နေရာတွေရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် solar system တွေ wind system တွေရေရှည်အတွက်သိပ်ကောင်းတာဗျာပြီးတော့ဆိုကြလည်းနဲတယ်နော်ပြီးတော့အဲ့သွားလို့မနေရလဲစကိုင်းပြည့်ရွေ့ကျော်နဲ့ဘလောက်မှမွေဘူးအဲ့ဒါမှအောက်မှာရှိနေသူတွေအကုန်လုံးတည်တံကြပြီးသားသူတွေဖြစ်နေပြီမြေကြီးနားမြို့တည်တံကြပြီးသားခင်ဗျားတို့ဘာမှပြောမနေနဲ့စင်မူနိုင်ငံတနိုင်ငံစာလောက်ရှိတဲ့ဒံမျိုးစောက်မှာအဲ့တော့မြစ်ဆုံကနောက်တစ်ခုဗျာလုံခြုံရေးပေါ့မျိုးသားချိုးစီးပွားနဲ့မျိုးသားလုံခြုံရေးပဲကြည့်ရင်လည်းမြန်မာပြည်တရုတ်လက်ထက်ပေးထားတာလေဗျာမင်းခင်ဗျားတို့စစ်ဖြစ်ဘဲမှမပြတ်အဲ့ဒံပဲပြစ်ထည့်လိုက်မြန်မာပြည်စစ်တပ်ကရှုံသွားပြီခုတရုတ်ကကင်နေချင်းမှာတရုတ်ကမချင်တယ်လို့ရှိရင်ရေလေးသားလေးဖောက်ချလိုက်ရတယ်အဲ့မှာရှိနေတဲ့ရုံဖြစ်ချင်တာနိုင်ငံရေးမတည်မငြိမ်ဖြစ်ချင်တာသူရေလေးသားလေးဖောက်ချနေတာအဲ့မှာအိမ်တွေကခေါင်မှုကပိတ်သွားပြီနော်ဆန္ဒပြမယ်ကောင်မပြရဲတော့ပြလို့လည်းရမှာမဟုတ်တော့မြစ်ဆုံကကျွန်တော်တို့100မီတာထက်ပိုတယ်နော်ခင်ဗျားတို့မဟုတ်သေးဘူးနော်မီးလင်းမှုဆိုတာလည်းအများကြီးပိုနေပြီဘာပေါင်းဆောင်ကကြည့်နော်သူပြောတာပေါ့နော်အဲ့ဒီမျိုးသမီးပြောတာ
ဘာလဲလေစီမံကိန်းတိုင်းမှာတော့ဘေးထွက်ကောင်းကွက်စိုးကွက်ရှိပါတယ်ကောင်းကွက်များရင်လောက်အောင်မှာကောင်းကွက်ကဘယ်နေရာမှာသွားများတာလဲဘာကောင်းကွက်မှမရှိဘူးရတာ10ရာခိုင်နှုန်းမြန်မာနိုင်ငံမီလင်းမှာဟုတ်ပါဗျာနော်ဘာကောင်းကွက်မှမရှိဘူးညီကိုမောင်နှမများနော်ဟုတ်တယ်တရားဇာတတွေကရေအောက်ရောက်သွားမှာတရားဇာတရေအောက်ရောက်သွားတာမဟုတ်တရားဇာတအရင်ကတူအောင်မှာမြစ်စုံစောက်တာဘယ်လောက်ကြာမယ်မှတ်လဲအကြာဟိုက်ကြာအောင်မှာအဲ့ဒီတူးနေတဲ့အချိန်တွေမှာရှိတဲ့တရားဇာတအကုန်လုံးပါသွားပြီသူတို့အမှအရင်ကကြေနေပြီနော်မြေရှားရင်လည်းတော်တော်များအဆင်ပြေသွားပြီအဲ့တော့ညီကောင်မောင်နှမတွေရဲ့ကြည့်ကြပါအောင်ခုတော့နော်ရေကာတာပြိုကြရင်ဘာဖြစ်နိုင်မလဲဆရာတဲ့အောက်မှာရှိသမျှမြို့တွေအကုန်လုံးမိသားစုတွေအားလုံးအသက်အိုးအိမ်စီရင်သွားလိုက်ပြီတေပြီးသားမှတ်တော့ခင်ဗျားတို့တေတန်ကြာပြီးသားဖြစ်သွားပြီပြီးတော့မြန်မာနိုင်ငံကလုံခြုံစိတ်ချတဲ့နိုင်ငံမဟုတ်ဘူးငလျင်ကြောပေါ်မှာတည်ရှိနေတာခုဆိုငလျင်တွေကကမ္ဘာလုံးလှုပ်တာတွေ့ရတဲ့အတိုင်းပဲဟိုတနေ့ကဗင်နီဇွဲလားမှာလှုပ်သွားတယ်ဟိုတနေ့ကမက္ကဆီကိုမှာလှုပ်သွားတယ်ငလျင်ကြောရှိဟိုတနေ့ကဂျပန်မှာလှုပ်တယ်မြန်မာလည်းငလျင်ကြောပေါ်မှာလေခံတခါလည်းခံပြီးအဲ့လည်းမမှတ်ဘူးရေထုတယ်ဒီလောက်ကြီးကိုထိရမှာလေစဉ်းစားအောင်ခင်ဗျားတို့မြစ်စုံလိုချင်တာတရုတ်ကအဲ့ဒီရေအားလျက်စစ်ထက်တော့ပို့မယ်ထင်ပါတယ်ဗျာနော်ရေအားလျက်စစ်တစ်ခုတည်းတော့မဟုတ်တော့ဘူးမဟုတ်လားအဲ့တော့ကြောင့်မလို့တော့မီးလင်းမှုဆိုတခြားလောက်စရာအများကြီးရှိပါဒီထောင်ကောင်းသေးတယ်ဗျာဒီထောင်ရနိုင်သေးတယ်ဒီထောင်မှာ sustainable ဖြစ်သေးတယ်တခြားနီးလန်းနေတခြားလောက်စရာအများကြီးရှိပါတယ်တခုတော့လွဲနေပြီနော်ခင်ဗျားတို့မြစ်စုံကိစ္စကတော့သူမြစ်စုံကိုပြန်ပြီးလုပ်မယ်ကျွန်တော်ကြည့်ရတာဒေါန်ဆန်းစုကြည်တို့စီကနေပြီးတော့အာနာအတင်းအာဓမဦးမင်းအွန်လိုင်းဝင်သိမ်းလိုက်တယ်ဝင်ထိန်းလိုက်တယ်ဆိုတာကတရုတ်ကခိုင်းစေမှုတွေဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့တရုတ်ရဲ့စီမံကိန်းတွေဒေါန်ဆန်းစုကြည်တို့ရဲ့လက်ထက်မှာကောင်ထဲဖော်မှုတွေဆောင်ရွက်မှုတွေလုံးဝအားနည်းတယ်။ဘာကြောင့်လဲဆိုတော့ပြည်သူအတန်အောင်နားထောင်တယ်ပြည်သူအစိုးရဆိုတဲ့ခါကျတော့ပြည်သူအတန်အောင်နားထောင်တယ်။အဲ့တော့ဒါကိုတရုတ်ကမလိုလားဘူး။တရုတ်ကပြည်သူအစိုးရမလိုလားဘူး။တရုတ်ကသူ့ရဲ့သူလှုပ်ချင်တာတွေအားလုံးအတွက်သူကိုသူနှဖားကျိုးထိုးလို့ရမယ်သူ့ရဲ့အုပ်ချုပ်ရေးမှုတော့ပဲလိုချင်တာအဲကြောင့်မြန်မာနိုင်ငံကိုဒါမျိုးဖြစ်သွားတာဦးမင်းအွန်လိုင်းရဲ့နောက်မှာတရုတ်လုံးဝရှိမယ်လို့ကျွန်တော်ယူဆတယ်ဦးမင်းအွန်လိုင်းနောက်မှာစစ်တပ်မရှိဘူးကြည့်လေဗျာစစ်တပ်ကားတဲ့ဟိုဘယ်ကောင်မလဲဆိုတော့ဘဝပြတ်နေအားလုံးဟိုစစ်သားမိသားစုတွေတေးကြီးနော်ငိုယူပြီးတော့ဒုက္ခရောက်နေချင်ဦးမင်းအွန်လိုင်းဘာလုပ်နေလဲရုရှားတို့တရုတ်တို့သွားပြီးတော့မော်ဖူးနေရတယ်ပေါ့အဲ့တော့သူ့နောက်မှာစစ်တပ်လည်းမရှိပါဘူးသူ့နောက်မှာပြည်သူလည်းမရှိဘူးဘယ်သူမှမရှိဘူးသူ့နောက်မှာတရုတ်ပဲရှိတယ်အဲ့တော့တရုတ်ကနေအုပ်ချုပ်ရေးမှုခန့်ထားတဲ့အပေါ်ကနေဓာတ်ရိုက်ခန့်ထားတဲ့မြန်မာနိုင်ငံဖြစ်နေတယ်နော်အာနာတရားနာမှာလူယူတာပါနော်တရားနာဝင်ထိန်နဲ့ဝင်လူယူတယ်ပေါ့ဗျာခင်ဗျားတို့ကလည်းဒီလောက်ဆိုအကျဉ်းနဲ့တင်ပါနော်နောက်ကွယ်လည်းမေးရတရုတ်ဖြစ်နေတယ်ဟုတ်တယ်အဲ့တော့ဝင်းမကြည့်နဲ့ဗျာကျွန်တော်ထောက်ထားရင်လည်းပြောမယ်မြန်မာနိုင်ငံအာဏာကိုအတင်းအဓမ္မဝင်လူယူလိုက်တဲ့အချိန်မှာပထမဦးဆုံးထောက်ခံတဲ့နိုင်ငံတရုတ်ဖြစ်တယ်ဘလို့ထောက်ခံလဲဆိုမြန်မာနိုင်ငံမှာတဲ့ဒါအာဏာရှက်ဖယ်လင်းလောက်တာပေါ့ဆိုလိုချင်တာကပထမဦးဆုံးတရားဝင်အသိမှတ်ပြုတာတရုတ်ဖြစ်နေတာဆိုလိုချင်တာကဒါကို तू ကကြိုက်လေပဲဒေါန်ဆန်းစုကြည်အစိုးရကပြည်သူကြည့်တယ်ပြည်သူကမလုံနဲ့ဆိုတော့မလုံဘူးအဲ့တော့သူလိုချင်တဲ့စီမံကိန်းတွေကိုအကောင့်ထဲပေါ်ပေးနိုင်မဲ့အစိုးရဒေါန်ဆန်းစုကြည်အစိုးရမဟုတ်ဘူးဆိုတာသိတယ်နောက်ထပ်9နှစ်ဆိုဘလို့မှဖြစ်နိုင်မှာအဲဒါကြောင့်ဒေါန်ဆန်းစုကြည်အစိုးရပြုတ်ဖို့အတွက်ကိုအာဏာအတင်းလူယူဖို့အတွက်အခွင့်အရေးပေးတာတရုတ်ကနောက်ကနေပါနေပြီလို့ပြောလို့ရဒါကတစ်ခုပေါ့ဗျာနော်နောက်ထပ်ဘယ်နေရာမှာထပ်ကြည့်နိုင်သေးဆိုတော့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပပြီးရအချိန်မှာဒါငါနဲ့သူနဲ့ကြားမှာနားလည်မှုယူထားပြီးသားဒါငါတို့နဲ့ညှိနှိုင်းပြီးတော့ဖြစ်လာတာဆိုတဲ့ခါကျတော့မြန်မာပြည်ရဲ့ဒီရွေးကောက်ပွဲဟာတရုတ်ကလိုတရုတ်ကနေပြီးတော့ကျင်းပခိုင်းလို့ကျင်းပရဲဆိုပုံစံမျိုးဖြစ်လာတယ်ဒါတင်းရှူကျွမ်းကိုယ်တိုင်ပြောသွားတဲ့ကိစ္စတွေအဲ့နှစ်ချက်ပဲကျွန်တော်ပြောနေနော်ဟိုကြားဖြန့်ခေါင်းဆောင်တွေမှာလည်းမြန်မာနိုင်ငံသားတွေကိုတရုတ်လွှဲပေးရတာဒါကလည်းနောက်တစ်ကြောင်းဒီကျွန်တော်တို့ရှမ်းမြောက်မှာလည်းဘယ်သူဗမာနေဘယ်သူဗမာနေဆိုပြီးတော့စစ်တပ်ကလည်းဗမာနေဆိုပြီးပြောနိုင်တာတရုတ်အဲ့တော့အချက်လက်ကဘယ်လောက်ရှိနေတော်တော်များနေပြီနော်အဲ့တော့ဒီဥမင်းအွန်လိုင်းဟာတရုတ်ရဲ့အုပ်ချုပ်ရေးမှုတယောက်ဖြစ်နေသူ့နောက်မှာစစ်တပ်မရှိဘူးပြည်သူမရှိဘူးသူ့နောက်မှာတရုတ်ပဲရှိတယ်နော်
အဲ့တော့မြန်မာနိုင်ငံဟာတရုတ်ရဲ့အိမ်သာဖြစ်နေအိမ်သာဇိုးဖြစ်နေပြီတရုတ်ရဲ့နောက်ဖွေးချောင်ဆိုတော့မှပဲနော်တရုတ်ရဲ့အိမ်နောက်ဖွေးဆိုတော့နားလည်ပြီးလို့ရတယ်တရုတ်အိမ်နောက်ဖွေးဆိုတာဘာလဲဆိုတော့တရုတ်ကအိမ်နောက်ဖွေးဈေးဆိုင်ဒီရောပြအပင်လေးပါလေးစိုက်မယ်ကိုအိမ်နောက်ဖွေးကိုဘယ်သူကတော့ဟလာဖြစ်ကစားထားမလဲအပင်လာစိုက်မယ်ရတဲ့အပင်ကိုစားမယ်ဒါကိုယ့်ရဲ့အိမ်နောက်ဖွေးလို့သဘောထားတာပေါ့တရုတ်ကမြန်မာအိမ်နောက်ဖွေးလို့သဘောထားတာမဟုတ်တရုတ်ကမြန်မာကိုချီကိုအိမ်သာလို့သဘောထားတာအခုမြန်မာဟာတရုတ်ရဲ့ချီကိုအိမ်သာဖြစ်နေပြီအဲ့တော့တရုတ်နိုင်ငံသားတွေကဟိုတုန်းက one child policy ရှိတာဟုတ်မိသားစုတစုမှာတယောက်ပဲကလေးယူလို့ရမယ်အဲ့ဒီအချိန်မှာလဲတရုတ်နိုင်ငံသားတွေက main ကလေးဆိုမယူယောက်ျားလေးဆိုယူတယ်အဲ့တော့တရုတ်မှာယောက်ျားလေးကတအားကိုများပြီးတော့ main ကလေးကနည်းနေအချိုးစားမများအဲ့တော့တရုတ်ယောက်ျားလေးတွေအခုကအိမ်အောင်မရနိုင်တဲ့ကိစ္စမျိုးတွေဖြစ်နေအဲ့တော့အခုမြန်မာနိုင်ငံမှာမြန်မာ main ကလေးတွေကိုတရုတ်မယားဖြစ်ဖို့အတွက်ပွဲစားတွေကမြူဆွဲနေပြီမြူဆွဲပြီးတော့အခုလိုက်ပြီးတော့ဆက်ပေးနေရတယ်ရှိနေပြီစီးပွားရေးတွေကမကောင်းမြန်မာနိုင်ငံကိုဗျာစီးပွားရေးဒီလိုကြက်တဲတဲ့အချိန်မှာတော့ထမင်းစားဖို့တော့မှနိုင်နေဗျာကိုသားသမီးကိုတော့မှစစ်မှုထမ်းရောင်းစားနေမိဘတွေရှိနေတယ်ကိုသားသမီးကိုအခုတရုတ်မယားရောင်းစားတဲ့ဘဝတွေရှိနေပြီအဲ့တော့အခုတရုတ်တွေကကျွန်တော်တို့မြန်မာပြည်သားတွေမြန်မာမာလေးတွေကိုအဲ့တော့တရုတ်ကမြန်မာနိုင်ငံရွှေကိုယူသည်ငွေကိုယူသည်လူကိုယူသည်ပြီးတော့လို့ရှိရင်တရုတ်ကမြန်မာနိုင်ငံသူ့ရဲ့ချီကိုအိမ်သာဖြစ်သဘောထားနေပြီအဒီတက်ပို့ပြီးဆိုတာတော့ဗျာကြားဖြတ်ဆိုလို့ရှိရင်မြန်မာနိုင်ငံတရုတ်နိုင်ငံသားတွေရဲ့တကယ်ကြားဖြတ်နေခိုးလုံးရကြားဖြတ်နိုင်ငံကြီးဖြစ်နေပြီကျွန်တော်နိုင်ငံအဲ့တော့ကြားဖြတ်နိုင်ငံတရုတ်လူလိန်တွေရောက်လာတော့ကျုံမြန်မာအစိုးရဒီအာဏာပိုင်အစစ်စစ်မှလည်းလူလိန်တွေဖြစ်ကုန်တာဗောဗျငွေကြေးကဘယ်သူမှမရှောင်နိုင်ဘူးလေဗျကြားဖြတ်သူတို့ကိုယ်တိုင်ပူပေါင်းပြီးလုံရင်လုံသူတို့ကိုယ်တိုင်ပူပေါင်းပြီးမလုပ်လို့ရှိရင်ငွေကြေးယူပြီးတော့လှုပ်ပေးအဲ့တော့မြန်မာနိုင်ငံကတရုတ်ရဲ့ဒီဒဏ်ကိုအလူးလဲခံနေရပြီနော်တရုတ်ရဲ့ချီကိုအိမ်သာဖြစ်နေပြီနောက်အိမ်နောက်ဖေးမဟုတ်ဘူးနော်အိမ်နောက်ဖေးဆိုတော့ကောင်းထားတယ်ချီကိုအိမ်သာကတော့သိတဲ့အတိုင်းပေါ့ဗျာနော်ဘိုင်းနိုင်ရလာမယ်ဘိုင်းနိုင်ပြီးဘိုက်ပါဆိုဖြစ်သွားတဲ့အခြေအနေမျိုးဖြစ်နေပြီဟုတ်တယ်တရုတ်ဒါကအရှိတရားရင်ပြောရတာပါကိုမောင်တော့တဲ့ပွဲဖြစ်နေပြီတဲ့တီးပင်လာကစားကိစ္စဟုတ်လားကိုမောင်ရေးတဲ့မြင်ကွန်းရဲလေးအကြောင်းသိသလောက်ပြောပြပေးပါဦးတော့မသိသေးလို့ပြရတယ်လေ့လာပေးပါမယ်နော်တက်မိသားစုတွေစဉ်းစားပေးနေမှန်တယ်တရုတ်အိမ်ကအိမ်မွေးခွေးလေးပါနော်အိမ်မွေးခွေးဆိုကောင်းကောင်းထားတယ်အိမ်မွေးခွေးလို့မထားချီကိုအိမ်သာလို့သဘောထားတာနော်မစင်မှန်သမျှအညစ်အကြေးမှန်သမျှဒီမှာလာဆက်တာတရုတ်ကနေပြီးတော့ရောင်းမကုန်တဲ့ဒီ EV ကားတွေဘယ်မှမသုံးနော်သူများနိုင်ငံမှာတခါလဲကနေဒါအောင်မှပဲသူတို့နောက်ဆုံးပဲအမေရိကန်နဲ့ခွာပြေးပြီးတော့မှသာလေတရုတ်ရဲ့ EV ကားတွေလက်ခံလာတာတရုတ်က EV ကားတွေအမေရိကန်မှာလည်းလက်မခံဘူးဥရောပကလည်းစီးစစ်တယ်အဲ့တော့တရုတ် EV ကားဈေးကွက်ကဈေးရမ်းချိုတဲ့ခါကျတော့တရုတ်လှဲကြိုးထမ်းမိရတာကျွန်တော်တို့မြန်မာပြည်သားဥမင်းအောင်လားလှဲကြိုးထမ်းမိတာ EV ကားနဲ့တခါလဲတက်ကြွနေတာအမှန်တကယ်ကတော့အဲ့ဒါတရုတ်လှဲကြိုးထမ်းမိဖို့ဒါအရှိတရားတွေနော်ခင်ဗျားတို့ကျွန်တော်စိတ်မကောင်းဘူးမြန်မာနိုင်ငံရဲ့တော့နော်တရုတ်ချေလန်အနေနဲ့ကကြားဖြန့်ခိုင်းတယ်တရုတ်ကအာဏာရှင်တွေရဲ့မိသားစုတွေကတယောက်အကျိုးစီးပွားကိုထိပါလူယူတဲ့အခါမှာသာတရုတ်ကိုတွန်းလှန်နိုင်ပါလိမ့်မယ်တဲ့အဲ့လိုမဟုတ်ရင်တော့တေချာမြန်မာနိုင်ငံတရုတ်ကျွန်ဖြစ်နေမှာကျင်းသေးတယ်အောက်ခြေစစ်သားတွေရဲ့ဘဝတနာစရာကောင်းပါရဲ့တဲ့ခေါင်းကြီးတွေလှုပ်ရှားနေကြတာစစ်သားတွေဘာတကယ်တနာစရာပါဗျာခင်ဗျားတို့ကလည်းစစ်သားဆိုရင်အကုန်လုံးကိုမကောင်းဘူးလို့ခင်ဗျားပြောတာမှားတယ်ဗျနာမည်နဲ့ပြောမကြိုက်ရင်နာမည်သာကျွန်တော်ပြောချက်လက်သာကျွန်တော်ယူလာခဲ့ကျွန်တော်ပြောပေးမယ်နော်စစ်တပ်ကြီးတက်လုံးမကောင်းဘူးဆိုတာတော့ကျွန်တော်စဉ်းစားမလို့စစ်သားတွေဘာမှန်းတော့မသိဘူးသူကသူလာစားလေးယူပြီးသူကသူနေထိုင်နေတာလူဆိုတနေ့ထမင်းသုံးနဲ့စားရလေဗျာနော်အဲ့တော့သူတို့မှလည်းသားသမီးတွေမိသားစုတွေနဲ့ခင်ဗျားတို့တော်လိုင်းနဲ့သွားပူပေါင်းလိုက်လို့အကုန်လုံးဒုက္ခရောက်ကုန်မှာပေါ့သူတို့ဘဝလေးလည်းသူတို့ရှင်းတာနေရလဲသွားပြီးတော့ပြစ်မပြောပါနဲ့နော်ခုညတော့ကုံပေါင်လိုက်နားထောင်ပြီးအိတ်တယ်ဗျာတဲ့ကျေးဇူးများကြီးတင်ပါတယ်လို့နော်အကိုကဘယ်ရောက်နေရလဲအကိုကအခုဖင်လန်နိုင်ငံမှာပါလို့နော်ဒီမှာအခုလိုစီမှာညမိုးမချုပ်ပါဘူးလို့နော်အဲ့ဒါတွေကတခုပေါ့နော်ပြောပြစရာတွေထဲကတခုပေါ့
ဟိုဒီနေ့ကျွန်တော်ပြောသွားတာတရုတ်ရဲ့မြစ်ဆုံကိစ္စတွေတရုတ်မယားရှာနေမှုတွေတရုတ်ကြားဖြန့်ကိစ္စတွေနော်ဒါကျွန်တော်တရုတ်ကိုမုန်းလို့ပြောတာမဟုတ်နော်တရုတ်ကဘာမှမုန်းစရာအကြောင်းမရှိဘူးကျွန်တော်တို့ဥရောပမှာနေတာဗျာလူဖြူတွေကြားမှာနေတာကိုအာရှသားတိုးတက်တာမြင်ကြိုက်တယ်ကိုအာရှသားကိုထင်ကြီးတာမြင်ကြိုက်တယ်တရုတ်လူမျိုးတို့ထင်ကြီးကြတယ်ဘယ်လိုဖြစ်တရုတ်နဲ့ကျွန်တော်တရုတ်ကိုထင်ကြီးပါတယ်နော်ဒါပေမဲ့မတရားမှုမှာတော့အထင်ကြီးခြင်းမကြီးခြင်းလူနဲ့မဆိုင်တော့ကျွန်တော်နိုင်ငံနဲ့ပတ်သက်လာတာလည်းပါတာပေါ့